ကျန်းခိုင်တမန်တဲ့တူဆိုတာကျမတို့တွေဘဝဆိုတာကိုတိုက်ပွဲတစ်ခုလိုသတ်မှတ်ကြမယ်ဆိုရင်ဒီဘဝထဲမှာအခက်အခဲတွေရှိမယ်ပင်ပန်းဆင်းရဲမှုတွေနဲ့ကြမ်းတမ်းမှုတွေရှိမယ်ဒါအပြင်ကိုယ်ကိုတိုက်ခိုက်ကြမယ်အတိုက်အခံတွေရှိမယ်ဒါဟာထုံးစံတစ်ခုပါဒီဘဝတွေထဲမှာကျမတို့ကိုရှစ်တဲ့သူတွေရှိမယ်ကျမတို့ကိုနှွေးထွေးစေမဲ့သူတွေရှိမယ်လဲပြုတ်ကြရင်ကိုင်းကြုံမဲ့လက်တွေရှိမယ်ဒါတင်ပဲလားဆိုတော့မဟုတ်သေးပါဘူးကျမတို့ကိုမုန်းတဲ့သူတွေနာကျင်စေမဲ့သူတွေရှေထိုးခံမဲ့သူတွေလည်းရှိပါသေးတယ်အဖြူရှိရင်အမဲရှိတယ်လို့ရှစ်တဲ့သူရှိရင်လည်းမုန်းတဲ့သူတွေကတော့ရှိနေနိုင်တာပဲလေကျမတို့ကိုမလိုလားသူတွေကကျမတို့ကိုအားနည်းအောင်လုပ်မယ်နာကျင်ဝမ်းနည်းအောင်လုပ်လိမ့်မယ်ကြချုံအောင်လုပ်မယ်ပြိုလဲအောင်တိုက်ခိုက်လိမ့်မယ်ရေရွယ်ပြီးတော့ဖြစ်စီမရေရွယ်ဘဲနဲ့ဖြစ်စီကျမတို့ကိုဒုက္ခအခက်အခဲတွေနဲ့ရင်ဆိုင်ရအောင်တော့လုပ်မှာပါပဲဒါဆိုကျမတို့ဘာလုပ်မှာလဲသူတို့ကိုပြန်ပြီးမုန်းမှာလားသူတို့ကိုပြန်ပြီးတိုက်ခိုက်မှာလားတချို့လူတွေကကိုယ့်ကိုမုန်းတဲ့သူတွေကိုပြန်ပြီးမုန်းနိုင်အောင်ကြိုးစားကြတယ်တချို့လူတွေကကိုယ့်ကိုနာကျင်အောင်လုပ်တဲ့သူတွေကိုပြန်ပြီးနာကျင်အောင်လက်စားချေကြတယ်တချို့လူတွေကကိုယ့်ကိုတိုက်ခိုက်တဲ့သူတွေကိုပြန်ပြီးတိုက်ခိုက်ချင်ကြတယ်ဒီလိုနဲ့ပဲသူတို့ရဲ့အရှိန်တွေကုန်သွားကြတယ်ဘာလို့မှလဲကျမတို့ကကိုယ့်ကိုရင်းကျက်အောင်ကြိုးစားရမယ်ကိုယ့်ကိုတန်မာအောင်ကြိုးစားရမယ်သူတို့လောက်ရက်တွေကြောင့်ကျမတို့မနာကျင်အောင်မခါသီးအောင်ကြိုးစားရမယ်သူတို့ဘယ်လောက်ပဲတိုက်ခိုက်လဲကြမတွားအောင်ပြင်ဆင်နိုင်ဖို့ကြိုးစားရမယ်ဘဝဆိုတာခက်ခဲကြမ်းတမ်းမှာပါပဲကိုယ်ပဲလို့တုံ့ပြန်မလဲဆိုတာအပေါ်မူတည်ပြီးတော့ရလဒ်တွေကဒါကွဲပြားသွားတာပါတန်မာကြမ်းခိုင်တဲ့သူဟာဘာမှကြောက်စရာမရှိပါဘူးဒါကြောင့်ကြောက်စရာမလိုတဲ့ဘဝကိုလိုချင်ရင်ကိုယ်ဘဝကိုသာခိုင်မာအောင်တည်ဆောက်ထားပါ